ဟိုင်းကိုင်အားလုံးပဲတွေ့ရအောင်တာပါတယ်ကျွန်တော်တင်ပြောမယ့်အကြောင်းအရာတော့နှစ်ကြောင်မှလွင်ကျဲချက်ကရာကြောင်းဖြစ်ပါတယ်ချက်ကရာစတာကတော့အိုးစုခက်ကရာကဆောင်မှာသူက golf forty ကိုစားခဲ့ပြီးချက်ကရာကိုပထမဆုံးရှိခဲ့တယ်ဖြစ်ပါတယ်အဲ့ဒီအချိန်မှာလူသားတွေကချက်ကရာမရှိသေးပါဘူးခက်ကရာတန်ရဖြစ်တဲ့ဟာကမိုနိုရဲ့ဟာမိုရာချက်ကရာကိုဆက်လက်လက်ခံခဲ့ပြီးတော့ဟာကမိုလူသားတွေကိုချက်ကရာဖျက်ဆီးခဲ့ပါတယ်အဲ့ဒီနေရာလူသားတွေကချက်ကရာတမ်းမှမရှိတဲ့ဝိဒါကိုဆက်တင်ခဲ့ပါတယ်Chakra physical energy နဲ့ spirit energy တို့ပေါင်းစပ်ဖြစ်ပေါ်လာကြရှင်လူပီတက chakra ကိုကောင်းပြီးတော့ထင်ကြနိုင်ရင်နေကျစုထားကျစုတွေကောင်းမွန်စွာသုံးဆောင်နိုင်ပါလိမ့်မယ်ရှိပီဒီမှာကျွန်တော်သိသားကြောင့်ပြောထားပါတယ်ဆိုတော့ chakra ဒေတာနဲ့သက်ဆိုင်ဟုတ်ပါတယ်ဒါပေမဲ့ data ရှိတဲ့လူတွေပဲ chakra ထုတ်နေတာမဟုတ်ပါဘူးရှိမှကျွန်တော်ပြောခဲ့တဲ့ချက်ကရာခဏကိုစောနဲ့စစ်ဆောင်ပေါင်းစပ်ဖြစ်ပေါ်လာဖြစ်ပါတယ်။ဒါကြောင့်မို့လို့တွေးထားမှု generation ကချက်ကရာကိုဘယ်လိုသုံးနိုင်မလဲဆိုတာကိုပဲသိချင်နိုင်ပါတယ်။ဒီမှာတစ်ခုရှိတာ blood line passion နဲ့တာမချက်ကရာ passion နဲ့ချက်ကရာကိုပို့ထုတ်နိုင်တယ်။ကြည့်ရတဲ့ shine ကလည်း fire style ဒီကားရဲ့ပြန်ကုန်ခဲ့တဲ့ general fit ဒါတွေအရောင်းက Twitter ကနေမထုတ်လာဆွမ်းရဖြစ်ပါတယ်။တာမန်နေဂျာတွေကချက်ကရာတက်ကထုတ်နိုင်မယ်နဲ့ blood line စာတွေကချက်ကရာ5ကပို့ထုတ်နိုင်ပါတယ်။တိုင်မကရွေးချက်ကနာထောင်းက talent training body control ပေါ်အကောင်းဆုံးမှုတည်နေပါတယ်ဥပမာနဲ့ပြောကြလိုက်အောင်ကျွန်တော်ရဲ့အချက်တော်ကြောင်မင်းသားလေးအိုဆူမာဂီနာတော့ကအိုဆူမာဂီကလန်တွေ့တာရှိလို့ live focus အားကြီးပါတယ်နင်ဂျာစုထဲမှာတာမင်နင်ဂျာစုလို့တတ်မှတ်ထားတဲ့ရှာရော့ကောင်းကိုတစ်ထောင်ဒီအလွယ်ကူပွားထောင်းနိုင်ပါတယ်ဒါကခရမန်ပါပဲနဲ့နောက်တော့ထောင်းနိုင်တဲ့ကိုပွားရည်တော့နော်ဒါကဘာလို့ဆိုလဲဆိုတော့ချက်ကရာကတွေ့တာနဲ့မသက်ဆိုင်နိုင်မဲ့လဲတွေ့တာရှိချင်းကချက်ကရာကိုပို့ထောင်းနိုင်ပါတယ်မင်းတို့မရှင်းဆိုတာငါသိပါတယ်ရှင်းပြောရရင်နောက်တဲ့ Sasuke ကတွေ့တာ Chakra စတဲ့ကောင်ရှိရာကိုစပိန်ရောက်ပေါ်19နှစ်ကြာမြင့်ခဲ့ပါတယ်။ကျွန်တော်ရဲ့ဆိုင်ရတာရဲ့မက်ကန်ဆိုလို့ရှိရင်သူ့ဘွား6လောက်နေချင်းခဲ့ပြီမယ်။စပိန်စနေရရှိသွားတဲ့မာနာကိုအသက်ဆုံးမတက်ခဲ့မှလည်းတစ်ချက်ပဲကန်နိုင်ခဲ့ပါတယ်။ကျွန်တော်နောက်ဆုံးပြောချင်တာကတော့မင်းဘလောက်ပဲစူးစမ်းမင်းမလည်းပါလိုက်မရှိအထောင်ပတ်လည်းမရှိရင်ရရှိမြတ်ပန်းနိုင်တူမယ်ဘလို့ရောက်မယ်ဘလို့ဆုံးရမယ်ကွာချပါတယ်။ရှင်ပြကိုရီးယားဆောင်တက်ကတူရဲဆောင်မှဖြစ်နေ